Hello ရှောင်းမိန်ပါရှောင်းမိန်တို့မတွေ့ဖြစ်ကြတာတော့ကြာပြီနော်ရှောင်းမိန်ရဲ့ channel လေးကိုအကြောင်းအမျိုးမျိုးကြောင့်ခဏလေးရထားခဲ့ရပါတယ်ဒါပေမဲ့ဒီနေ့ရစပြီးတော့ပရလောကဖြစ်ရမှန်ဇာတ်လမ်းလေးတွေကိုပြန်တင်ပေးတော့မှာဖြစ်လို့ channel လေးကို like and subscribe လေးလည်းလုပ်သွားကြပါအောင်နော်ဒီနေ့ပြောပြပေးသွားမယ်ပရလောကဇာတ်လမ်းလေးရတော့စာရေးသူမိုင်ရာရေးသားထားတဲ့ငါတို့မျက်နှာပြန်ပေးပါဆိုတဲ့ဇာတ်လမ်းလေးပဲဖြစ်ပါတယ်။ကိုနောက်ရေးပစ္စည်းတွေရောက်နေပြီပြု့။အိရှိကကိုဝင်းမောင်ရဲ့အော်တန်ကြောင့်သူသွားတိုက်နေရင်လက်စားနဲ့ရှေ့ကိုထွက်လာလိုက်တယ်။အိမ်ထဲသားတခါတည်းရှာပေးခဲ့တော့ကိုဝင်းမောင်သွားတိုက်တံကိုပစောင်းနဲ့ထိုးရင်ဝူဝါဝါပြောလိုက်တဲ့သူ့အတန်ကြောင့်ကိုဝင်းမောင်ကကားပေါ်ကပစ္စည်းတွေရှာနေရနေလှည့်ကြည့်လာတယ်။ဟာကိုစီယာအခုမှအိယာနူလာလားနေတောင်ခေါင်းမော်ရောက်တော့မယ်ပြု့ဟုတ်တယ်ဗျာညရေလက်ဆဆလေးတွေဇံဝင်နေတော့အပီးတက်နေရနဲ့အိတ်တာနောက်ကျလို့ဗျာသူ့အပြောကိုဝင်းမောင်ကခေါင်းတငိမ့်ငိမ့်လှုပ်ရင်ပစ္စည်းတွေအိမ်ထဲတည်သွားတယ်ကဲဒီနားမှာထားခဲ့ပြီနော်ကိုစီယာဟုတ်ကဲ့ကားကတခါတည်းယူသွားအောင်နော်ကိုဝင်းမောင်အာကျုပ်လမ်းကြုံလို့ဝင်ယူခဲ့တာပါဗျာကားကမလိုပါဘူးညနေမှာလက်ဖေးလိုက်တိုက်ပေါ့ဟုတ်ပြီဗျာတိုက်မယ်ကိုဝင်းမောင်ရေအိုးစင်အားရေတစ်ခွက်ခတ်တောက်လိုက်ပြီးခဏအမောဖြီလိုက်တယ်ဒါဆိုသွားအောင်မယ်ဗျာကားလိုက်ဖို့ရှိသေးတယ်ကိုဝင်းမောင်ထွက်သွားတော့မှသူပစ္စည်းတွေကိုကြည့်လိုက်တော့စာအုပ်အထုပ်တစ်ထုပ်စားစရာအရှောက်အရှမ်းတစ်ထုပ်တရက်သီးတစ်ရှင်းနဲ့ဂတ်ထူခတ်ထထထက်ထားတဲ့3ပေ2ပေပတ်လည်ခက်ပြားပြားအရှက်တစ်ချက်အမေဖုံးဆက်ပြောသည်ထဲမှာထိုကတ်တူထုတ်အကြောင်းမပါတာမို့ဘာများပါလဲလို့ဖြေကြည့်လိုက်ဖို့သူအထုပ်ကိုမယူလိုက်တယ်ကိုနောက်ယူအတွက်အမှတ်တရနှစ်ကူလက်စာမှဦးတိန်ကတ်တူပေါ်မှာရေးသားထားတဲ့စာကြောင့်ထိုအရာဟာပကြီးကားတစ်ချက်ဖြစ်ရမည်ဟုသာသူဖွင့်ကြည့်စရာမလိုပဲသိလိုက်ရတယ်ဦးတိန်ဆိုတာကသူ့စာအုပ်အဖုံးဒီဇိုင်းတွေဖန်တီးပေးနေကြဦးလီသူဦးတိန်လို့တရင်တနည်းခေါ်လေးရှိတဲ့ပကြီးစရာကိုတိန်ဘဝဦးတိန်နဲ့သူခင်မလာခဲ့တာသူတက္ကသိုလ်တက်စဉ်စာရေးစရာပေါက်စာဘဝကလေးကပင်အခုဆို10စုနှစ်တခုလောက်ရှိတော့မည်ပြီးတော့ဦးတိန်က2နှစ်တခါသူ့ကိုပကြီးကအမှတ်တရလက်ဆောင်ပေးတတ်သူဦးတိန်ကိုယ်တိုင်ဆွဲပြီးပေးတာမျိုးလည်းရှိသလိုစူဆောင်သိမ်းစည်းတဲ့တွေကသူ့အကြိုက်ဖြစ်မဲ့လက်ရမျိုးတွေပေးတာလည်းရှိတယ်။ဘသူပေးတယ်ဆိုတာသိရပြီမလို့သူပကြီးကားကိုဖွင့်မကြည့်သေးပဲပြန်ရှာထားလိုက်ပြီးသွားတိုက်လက်စာကိုမြင်မြန်အပီးတက်လိုက်ညနာတက်လိုက်တယ်။ပြီးတော့ကော်ဖီတစ်ခွက်ဖြော်ပြီးအိတ်ရှိထွက်ထိုင်ရင်အမေစီကိုဖုန်းခေါ်လိုက်တယ်။ပစ္စည်းတွေရောက်ပြီးဖြစ်ကြောင်းပြောပြပြီးချိန်မှာတော့ထုံးစံအတိုင်းအမေရဲ့ဩဝါဒခံယူရလေပြီ။သူစာရေးဖို့ဆိုတဲ့အကြောင်းပြချက်နဲ့ပြည်ဦးလွင်ကိုရောက်နေခဲ့တာ2လကျော်ပြီ။သူ့အသက်30နာကပ်နေပြီဖြစ်ပေမဲ့အမေဖြစ်သူကတော့သူ့ကိုခလေးတယောက်လိုစိတ်မချနိုင်ဖြစ်နေသေးပင်အခုလဲကျမရေးဂီယူဆိုင်ဖို့အေးရေးပြတ်မခံဖို့အစားပုံမှန်စားဖို့လဲထက်တက်လေးမှားနေရဲ့။သူ့အမေပြောသမျှတဟုတ်ဟုတ်နဲ့နာခံရင်ဖုံးပြောပြီးရနဲ့အိမ်အလုပ်လုံးစရာရှိရည်လို့စာမူပြန်စစ်စရာရှိရည်စေရင်အရှင်ကုံနေမှမသိကုံနေတော့မှာရှက်သူ့ပရင်ပေါက်နာလူတယောက်ဖြတ်သွားသလိုရှေတန်နဲ့အတူတတ်ထုပစ္စည်းချင်းထိခတ်နေသလိုတရွှင်ရွှင်အတန်အောင်လဲကြားလိုက်ရတာမလို့လှည့်ကြည့်လိုက်မိရဲ့ဟင်ပရင်ပေါက်နာမှာဘသူမှရှိမနေပေမဲ့လိုက်ကစားကလေမတိုက်ပဲတိတိတတ်တာလှုပ်ရမ်းနေရဲ့လှုပ်နေပုံကလေတိုက်လို့လှုပ်တယ်လို့ရှေးနောက်လွင့်နေတာမျိုးမဟုတ်ပဲလွှဲရမ်းခံတာရတယ်လို့ဘေးတိုက်လှုပ်နေရမျိုးစိတ်ထဲထင်းတယ်လို့ဖြစ်သွားပေမဲ့ဒီအိမ်မှာနေလာတဲ့တခြားတန်တရားဖြစ်စရာတစုံတရာမှမရှိခဲ့တာကြောင့်သူသိပ်ပြီးရွှေရွှေဝဝေးတော့မတွေးဖြစ်အာယုံပြတ်သွားတဲ့အတူတူတခုခုသွားစားအောင်မယ်ဆိုပြီးအပြင်ထွက်လာရင်နေ့လယ်စာကိုညနေ4 နာရီလောက်မှစားဖြစ်သွားတယ်ညနေစာစားပြီးမှတော့ကိုဝင်းမောင်နဲ့အတူလက်ဖေးဆိုင်ထိုင်ပြီးတော့ထွေရလေးပါရှောက်တက်ရပြောရင်သူ့ဝိထုအသေးအတွက်အိုင်ဒီယာကုန်ကျန်းတစ်ဖြက်လေးတွေစုဆောင်းနေမိရဲ့
ဒီလိုနဲ့သူအိမ်ပြန်ရောက်တော့ညနေ6 နာရီခွဲပြီးအိမ်ရှိဝန်တကာဖွင့်နေတော့မှသူ့စိတ်ထဲအိမ်ထဲကနေသူ့ကိုတယောက်ယောက်ကလှမ်းကြည့်နေတယ်လို့ခံစားလိုက်ရတာမလို့မျက်လုံးလှန်ကြည့်လိုက်မိရဲ့သူထွက်မလာခင်တည်းကတေးသေးချာချာပိတ်ခဲ့တဲ့ပရင်ပေါက်ကခါဟာဟာပွင့်နေလေတယ်ပြီးတော့ပရင်ပေါက်အနောက်မှာအမှောင်ရိပ်တစ်ခုကပုံရိပ်တစ်ခုဘာမှန်းသိရှာမသိရလောက်အောင်ရုပ်လုံးမပေါ်ပေမဲ့ပုံမှန်မဟုတ်တဲ့ပုံရိပ်တစ်ခုပဲသူရှောင်ဝန်းတော့ပွင့်နေတဲ့လက်တွေရက်တန့်သွားပြီးထိုပုံရိပ်ရှိတဲ့နေရာကိုစူးစိုက်ကြည့်နေမိခဲ့တယ်ထိုပုံရိပ်ကလည်းနေရာမှာငြိမ်သက်ရင်မလုံမရှက်ရက်နေပုံကသူ့ကိုစိုက်ကြည့်နေတဲ့ရောင်ဒါပေမဲ့စက္ကန့်ပိုင်းလောက်အကြာမှာပဲအဲ့ဒီပုံရိပ်ကရိတ်ခနဲ့လှုပ်ရှားပြကွယ်သွားတယ်လှုပ်ရှားတဲ့အချိန်မှာသူ့နားလေးကြားလိုက်ရတာကရွှင်ရွှင်နေခင်ကသူကြားလိုက်ရတဲ့အတန်မျိုးရင်းရင်းနှီးနှီးကြားဘူးနေကြတတုရှင်ထိခတ်နေတယ်လို့အတန်ပေမဲ့ဘာဆိုတာသူသိချာမခန့်မှန်းနိုင်သူ့ကိုယ်သူသတိပြန်ကပ်ရင်တကားဖွင့်ပြီးအိမ်ထဲကိုဝင်လာခဲ့လိုက်တယ်သူနေတာကပြည်ဦးလွင့်ရဲ့စိတ်ငြိမ်ရက်ကွက်တစ်ခုမလို့နေဝင်တာနဲ့ပတ်ဝန်းကျင်ကအေးဆေးငြိမ်သက်သွားတာမျိုးဒါကြောင့်လဲအေးအေးဆေးဆေးစာရေးကျင်တဲ့သူကဒီရက်ကွက်မှာနေဖို့ရွေးချယ်ခဲ့တာလဲမမှားဘူးလာရှိနေလာပြီးမလို့နေသားကြပြီးဖြစ်နေတဲ့အိမ်ဒါပေမဲ့ဒီနေ့မှာတော့အိမ်ထဲဝင်လာတဲ့သူ့ရှေ့လန်းနေရအနှဲငယ်တွန်းဆုံနေတယ်လို့ပင်မသိစိတ်ကနေသူ့ကိုသတိပေးနေတယ်လို့သူ့စိတ်ထဲအစိမ့်သက်သက်တစုံတရာကိုရင်ဆိုင်ရတော့မိသူတယောက်လိုခံစားနေမိရဲ့အတွေးပေါင်းစုံနဲ့အတူအိမ်မကြီးတကားတော့ဖွင့်ပြီးတကားကိုတွန်းဖို့လက်ရွက်နေတော့မှပဲတကားကတအီအီနဲ့ပွင့်သွားခဲ့တာမလို့သူ့မျက်ခုံးတွေပင့်တက်သွားတယ်တကားတန်ကတိတ်ဆိတ်နေတဲ့ပတ်ဝန်းကျင်မှာကျဲလောင်ရှောက်ရှားစရာကောင်းနေတယ်လို့အိမ်ထဲကိုစပြီးတော့ဝင်လာလိုက်တဲ့အချိန်မှာသူ့စိတ်ထဲမှာတခါမှမခံစားဘူးတဲ့အေးစိတ်စိတ်ခံစားချက်နဲ့အတူကြိုးရဲစိတ်ပြီးကြက်သိမ်းထသွားမိရဲ့ဒီအိမ်ထဲမှာသူ့အပြင်နောက်ထပ်တယောက်ယောက်ရှိနေသေးတယ်လို့ထင်မိတဲ့အပြင်တနေရာကနေတစုံတစ်ယောက်ကသူ့ကိုစူးစိုက်ကြည့်နေတယ်လို့လည်းခံစားနေမိရဲ့သူ့အိမ်အလယ်မှာခဏကြာအထိမတက်ရက်ရင်ဟိုဟိုဒီဒီကြည့်နေမိပေမဲ့ဘာအရေးရောင်မှမရှိဒီတော့မှငါဘာဖြစ်နေတာလဲအတွေးတွေလွန်တာနေမှာပါလို့တွေးပြီးတော့ခေါင်းကိုခိုင်ထုတ်ပြလိုက်မိရဲ့ပြီးတော့သူ့အခန်းဘက်ကိုရှောက်လာရင်တကားဝါရောက်မှတခုခုကိုတတိထားမိလိုက်ပြီးရှေ့လန်းနေတုံကနေရက်သွားမိရဲ့စိတ်ထဲဝေခွဲမရသလိုပြန်ကြည့်မိလိုက်တော့ပကြီးကားနေကင်းကသူ့ပကြီးကားကိုအထုပ်တွေနဲ့အတူဒီအတိုင်းရှာလာခဲ့တာသိချာမှတ်မိရဲ့အခုအဲ့ဒီပကြီးကားကဧကန်ထဲမှာနှစ်ထပ်ပြီးတော့အပူလေးပေါ်မှာကြကြနာနာထောင်လျက်သားအထုပ်မဖြီရသေးပေမဲ့တယောက်ယောက်ကသေချာတင်ပေးသွားသလိုနေရတကြထောင်မှတ်နေရဲ့ငါထားလိုက်မိတာများလားငါများမမှတ်မိတာလားတွေးဟာဖြစ်သွားရပေမဲ့သူနေရာမရွှေ့တာသူသေချာမှတ်မိနေပြန်ရောအခန်းဝမှာသူခေါင်းကုပ်စဉ်းစားနေလိုက်ပြီးမှစိတ်ရှုပ်လာတာမလို့တော်ပြီကွာဆိုပြီးတော့အခန်းထဲကိုဝင်လာခဲ့လိုက်တယ်ပြီးတော့စာကြည့်စပွဲမှာဝင်ထားရင်အာယုံပြောင်းအောင်စာရေးဖို့ကိုအာယုံနှစ်ပြီးတော့စာရေးလိုက်တယ်စာရေးနေတဲ့အချိန်မှာတော့သူတခြားအရာတွေအကုန်မေးရင်စိတ်ခေါ်ဆောင်ရအတိုင်းစီမျောရေးသားတတ်လေးရှိတယ်အတော်ကြာစာရေးပြီးရဲ့အချိန်မှာတော့သူအနှဲငယ်ညောင်ညလာသလိုရှိရနဲ့အကြောထားဆန်းလိုက်တယ်ပြီးတော့နေရာမှာပြန်ထိုင်ပြီးခုံမော်မျက်နှာအမ်းမှောက်ထားရင်ခဏနားနေလိုက်တယ်ခဏနားမယ်လို့စဉ်းစားထားရပေမဲ့မှောက်နေရင်ကနေသူ့မျက်လုံးနဲ့မှိတ်ဆင်းလာပြီးအိပ်ပျော်သွားတယ်သူဘလောက်တောင်အိပ်ပျော်သွားတယ်မသိနားထဲမှာကျဲလောင်စွာမြည်ဟီးလာတဲ့နာရီတန်တောင်တောင်ကြားမှပြက်ခနဲ့နိုးလာတယ်နာရီကဧကန်းမှာရှိတာပေမဲ့အတန်ကနားလေးမှာကပ်ပြီးကြားနေရသလိုကျဲလောင်လွန်းနေတာသူဝေဝါးနေတဲ့မျက်လုံးလေးကိုပုတ်တက်ရင်လက်ကနာရီကိုငုံကြည့်လိုက်တော့ညတနာရီတိတိငါတော်တော်လေးအိပ်ပျော်သွားတာပဲလို့တွေးရင်အိတ်ရှင်မူတူနဲ့ထိုင်နေတော့မှသရှင်းတန်ညီတန်တဲ့သူသိချာနားဆွင့်ကြည့်လိုက်တော့ဝင်းဦးရဲ့ရှယ်ရီမြေသရှင်းကိုညီနေတဲ့အတန်ခတ်တိုးတိုးတစ်ခုတာမန်အတိုင်းဆိုသရှင်းညီတန်ကြားနေရတာမစမ်းပေမဲ့အခုကြားနေရတဲ့အတန်ကအိမ်ထဲကနေလာတဲ့အတန်
ပြီးတော့မိန်းကလေးအတန်သူအိတ်ရှင်မူတူဖြစ်နေတာတွေအကုန်ပြေးသွားပြီးထိုင်ရာကနေတဖြည်းဖြည်းထားလိုက်တယ်ပြီးတော့ရှေ့လန်းနေရအတန်ကြားရအေကန်ပတ်စီကိုသူရှေ့တမ်းမထွက်အောင်ဖွာနေလိုက်ရင်အခန်းဝါကလိုက်ကာကိုဘေးကိုမတင်လိုက်တယ်အေကန်မကမီးအိမ်လေးသာဖွင့်ထားတာမလို့အလင်းရောင်တော်တော်လေးအားနေနေရဲ့ရုတ်တရက်သူ့မျက်လုံးတွေကအမှောင်ထဲမှာကျင်သားမရအတန်ကြားရစီလှမ်းကြည့်လိုက်တော့ပုံရိပ်တစ်ခုရှိနေတာတော့သေချာသိလိုက်တယ်ဘာဆိုတာသေချာမြင်ရအောင်ရှေ့လန်းကိုရှေ့တိုးလာပြီးမျက်အိမ်ကျဲကျဲဖွင့်ကြည့်လိုက်တော့ပုံရိပ်ကတဖြည်းဖြည်းပြီးပြန်လာတယ်ကြောပေးလျက်အနေအထားနဲ့ပရင်ပေါက်ပေါင်ကိုမှီရင်ခန့်နှွဲ့နှွဲ့ရက်နေတဲ့အမျိုးသမီးတစ်ယောက်မိခိုးရောင်ဝမ်းဆက်ကိုဝှစ်ဆင်ထားပြီးစတုံးကိုခက်မြင့်မြင့်ထုံထားတယ်ထမိန်ကအထက်ဆင်အပြားခက်ကြီးကြီးနဲ့ဖြစ်ပြီးစတုံးထုံထားပုံကလည်းခေဟောင်းကပုံစံလိုမျိုးသူမလှုပ်ရှားလိုက်တိုင်းမှာလည်းဝှစ်ဆင်ထားတဲ့လက်ကောက်တွေဆွဲကြိုးတွေစီကနေတရွှင်ရွှင်အတန်တွေထွက်လာတယ်ဘယ်သူလဲသူတိုးညင်းစွာမေးလိုက်တဲ့အတန်အဆုံးမှာသူမကတရှင်းကြီးတာရက်သွားပြီးခန့်နှွဲ့နှွဲ့ရက်နေရကနေကိုဟန်မတ်သွားတယ်ပြီးတော့သူမမျက်နှာကိုတဖြည်းဖြည်းဒီဘက်လှည့်လာလိုက်တဲ့အချိန်မှာဟင်ထိုအမျိုးသမီးမှာမျက်နှာမရှိပေမျက်နှာမပါဘူးဆိုတာတဲ့တကူလုံးကိုတရေပူပေါင်းကဲ့သို့ပါးလွှာတင်းရင်နဲ့အဝိအနီနဲ့ရစ်ပတ်စည်းနှောင်ခံထားရသလိုတင်းကျပ်ပြောင်မြောက်စွာသူမကခေါင်းဆောင်လှည့်ကြည့်ရာကနေခန္ဓာကိုယ်ကိုပါလှည့်လာတယ်သူမရဲ့အဝိလွတ်နေတဲ့လက်လေပင်တွေအကုန်မျက်နှာအလားတူအဝိနဲ့စည်းနှောင်ထားသလိုအနီးပြင်းပြင်းသူမကကိုဟန်ကြော့ကြော့နဲ့လက်ပိုက်ရက်ရင်ကနေဇက်ကိုတကြွကြွမြည်အောင်ရှိုးလိုက်တယ်သူကတော့ဘာအတမ်းမှမထွက်နိုင်တော့ပဲအဲ့ဒီအချိန်မှာပဲသူမကသူ့စီကိုတလှမ်းချင်းတိုးကပ်လာပြီးငါမျက်နှာရှာပြီးအတန်ကအေးဆက်ဆက်ရှာတလောက်ရှောက်ရှားပွဲအတိသူအလန့်တကြားနောက်ဆုတ်လိုက်တဲ့အချိန်မှာအနောက်ကတစုံတရာကိုတိုက်မိတာမလို့လှည့်ကြည့်လိုက်တော့ဟာသူမနဲ့အလားတူအမျိုးသမီးနှစ်ယောက်တယောက်ကမျက်နှာပြပြတယောက်ကမျက်နှာဝါဝါသူ့စီကိုလက်နေဆန့်တန်းရင်ငါတို့မျက်နှာရှာပြီးစမ်းသူကြောက်လန့်တကြားကျမ်းမြေမော်ကိုထိုင်ချလိုက်မိရဲ့ဘာတွေလဲဘာကြီးတွေလဲသူထိုင်ရင်ကလွတ်ရဆုပ်တော့ထိုအမျိုးသမီး၃ယောက်ကသူ့အနားမှာဝိုင်းရက်ပြီးအုံမိုးငုံကြည့်လာတယ်ပြီးတော့သူ့ကိုလက်ညှိုးငေါငေါထိုးတဲ့သူကထိုးခါထောက်ရန်တွေးတဲ့သူကတွေ့ဒါပေမဲ့ကြားနေရတဲ့အတန်ကတော့မျက်နှာရှာပြီးဆိုတာကြီးပဲနောက်ဆုံးသူ့မျက်နှာနဲ့လေပင်ပေါ်ကျရောက်လာတဲ့အေးဆက်ဆက်လက်တွေသူ့မျက်နှာနာအထိတိုးကပ်လာတဲ့နီးပြဝါမျက်နှာပြောင်းနေပြီးတော့သူ့အသီးစိတ်ကိုလွန့်ပြန်သွားပြီးအမြင်အာရုံတွေလည်းအမှောင်အတီးကျသွားခဲ့တယ်နားထဲမှာဆူဆူညံညံဝင်လာတဲ့ဖုံးမြည်တန်းကြောင့်သူနိုးလာခဲ့တယ်မျက်လုံးမပွင့်မဲထားထိုင်လိုက်တဲ့အချိန်မှာတော့သူ့တကူလုံးညောင်ကိုက်နေတာသတိထားမိလိုက်တယ်မျက်လုံးဖွင့်ကြည့်လိုက်တော့ဟင်ငါကဘာလို့ဒီနေရာမှာအိပ်ပျော်နေရလဲသူအိပ်နေတာကအခန်းထဲမှာမဟုတ်ပဲအေကန်ကကျမ်းမြေပေါ်မှာသူပြန်စဉ်းစားကြည့်လိုက်တော့မှညကအဖြစ်အပျက်တွေကိုပြန်သတိရသွားတယ်အဖြစ်အပျက်တွေကိုသူအိမ်မက်မက်နေတယ်ပဲထင်ခဲ့တာမလို့ဒါဆိုညကကိစ္စကအိမ်မက်မဟုတ်ဘူးပေါ့သူ့အတွေးလဲနေတော့မှပဲဖုန်းကတခါထက်မြည်လာတာမလို့သူနဲ့မလန့်မကမ်းမှကြာနေတဲ့ဖုန်းသူကောက်ကင်လိုက်တယ်ဟယ်လိုမောင်ယူငါပါကွာတစ်ဖက်ကပြောလာသူကဦးတိန်ဟာဦးတိန်ဖုန်းမဆက်တာတော့ကြာပြီဗျာနေကောင်းနေမလားအေးကောင်းပါတယ်ကွာဒါနဲ့မင်းစီပကြီးကရောက်ပြီဆိုဘယ်နဲ့လဲအကြိုက်တွေ့ရလားအကြိုက်တွေ့လားဆိုမှသူကဖွင့်မကြည့်ရသေးတာတတိယသွားပြီရောက်တာကရောက်နေပြီကျွန်တော်အလုံးရှုံနေရနဲ့ဖွင့်မကြည့်ရသေးတာဦးတိန်ရေအေးအဲ့ဒါငါလက်ဆောင်ရထားတဲ့တဲကတစ်ချက်ကွာမင်းကြိုက်လာမှထင်လို့ငါပို့ပေးလိုက်တာကြည့်လိုက်အောင်လေကွာပြီးရင်ငါစီအကျိုးကြောင့်ပြန်ဆက်အောင်ကြားလားဒါပဲဦးတိန်ကပြောဆိုဖုံးချသွားခဲ့တယ်
ဖုံးပြောပြီးရနဲ့သူကျမ်းမြင့်မော်အားထားရင်ရှက်ရှင်းဆိုသလိုပကြီးကားစီရှောက်လာခဲ့တယ်။ပကြီးကားပေါ်ကဂတ်ထုတွေတလွှာချင်းခွာအပ်ပြီးမှပကြီးကားကိုလက်တဆန့်ထုတ်ကန်ရင်ငုံကြည့်လိုက်တော့ဟင်မတုံညီတဲ့အရာတွေအနီမီကိုအဝါအစိမ်အပြာနုပန်းရောင်ဆက်ဆက်ရှင်ကင်းမဲ့စွာတည်ရှိနေတဲ့အယောင်တွေကစမ်းကျင်စွာဆွဲငင်နေကြတယ်။ထိုအယောင်တွေကြားကနေထွက်ပေါ်လာတဲ့ပုံရိပ်တွေကအမျိုးသမီး၃ယောက်အယောင်အားပြင်းပြင်းတွေပိုင်ဆိုင်ထားကြပေမဲ့မျက်နှာမပိုင်ထားတဲ့အမျိုးသမီး၃ယောက်အတိအကျဆိုရရင်ညကသူတွေ့ခဲ့ရတဲ့အမျိုးသမီး၃ယောက်သူပကြီးကားကိုကန်ရင်ကြက်သေးသေးကအတွေးရှာရှာလဲနေတော့မှပဲကြောတဲ့စိတ်ခနဲ့ခံစားလိုက်ရတယ်။ကြောပြင်ဟာနေလေပင်အထီတက်လာတဲ့ကြက်သိန်းထပွဲခံစားချက်ကိုခံစားမိလိုက်တဲ့အချိန်သူ့အကြားအာယုံတွေကိုထိုးဖောက်ဝင်လာတဲ့အတန်တစ်ခုအဲ့ဒီအတန်ကငါတို့မျက်နှာရှာပြီးမြင်ကွင်းထဲကိုအမျိုးသမီး၃ဦးနီးကပ်စွာဝင်လာတဲ့ချိန်မှာတော့ကျွန်တော်